ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့ဒီမန်လေးပြုံးလို့လက်မကြီးပေါ်မှာသိန်း1000ခန်းဝန်းကျင်နဲ့မြေကွက်တစ်ကွက်ပိုင်ဆိုင်ဖို့လုံးဝမလွယ်ကူပါဘူးဒီလိုနေရာမျိုးမှာကျွန်တော်ရဲ့မိတ်ဆွေအများစုကျွန်တော်ကိုလာပြီးတော့မေးကြတာတခုကဒီလိုလမ်းပေါ်မှာသိန်း1000ခန်းနဲ့မြေကွက်လေးတစ်ကွက်ရရှိနိုင်မလားရရှိမယ်ဆိုရင်လည်းဒါကျွန်တော်တို့လမ်းပြီးတော့ဖုံးဆက်ပေးပါပေါ့ဆက်သွယ်ပေးပါပေါ့ပြောထားတာရှိတယ်ကျွန်တော်အဲ့လိုလူမျိုးများအတွက်ကျွန်တော်ဒါတခါတည်းတစုတစည်းတဲ့ဖုန်းအကုန်လုံးလိုက်ဆက်ပေးမနေတော့ကျွန်တော်တခါတည်းမြေကွက်လေးကိုဒါကြော်ညာပေးသားမှာဖြစ်တယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာဆိုရင်ပြုံးလွင်မြို့ရက်ကွက်16စီတာကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ရက်ကွက်16ဒါဆိုရင်စီတာ၄လမ်းဒီလမ်းရဲ့ဘက်အချမ်းမှာဆိုရင်လမ်းအရှိဘက်ပေါ့ဒါအနီးစကန်လေစိတ်ရှိတယ်အနီးစကန်လေစိတ်နဲ့ဒါညနေချင်းဆိုင်အစင်းလမ်းဘက်အချမ်းမှာပါမြေကွက်လေးကိုကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာမြေကွက်လေးရဲ့ပေအကျေကတော့မျက်နှာစာပေအစိတ်ရှိတယ်ရှင်းနောက်အရှည်ကတော့ပေ58ပေလို့တော့ပြောရတယ်ဗျဒါပေမဲ့ကျွန်တော်ပေအတိုးလျှော့ရှိနိုင်တဲ့အတွက်ပေ50ပဲပြောမယ်အစိတ်50ရှိတယ်ဗျဒီလမ်းပေါ်မှာဆိုရင်ဒါဇင်းတို့အနေဖြင့်သိန်း3000ကိုဒါဆိုထားတာဖြစ်ပါတယ်ဇင်းတို့အရန်တန်ပါတယ်ခင်ဗျမြေကွက်လေးကကျွန်တော်အရှိရဒီနေရာလေးရဲ့မြေကွက်လေးပဲဖြစ်ပါတယ်ဒီမြေကွက်လေးပဲဖြစ်ပါတယ်ဒီ transformer အနောက်ကမြေကွက်လေးပဲဖြစ်ပါတယ်ခင်ဗျဒီအခုတန်ရှင်းလောက်ထားတဲ့မြေကွက်လေးပဲဖြစ်ပါတယ်အကွက်ရှိမှာ तू က transformer လေးရှိနေတော့ အားနည်းချက်လေးဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်ရှင်းပြပေးမယ်ဒီမြေကွက်လေးဖြစ်တယ်လာရှိုးလန်းအတင်ဖြစ်တယ်ဒီမြေကွက်လေးပိုင်ရှင်ကနေပြီးတော့ကျွန်တော်တို့တခုပြောထားတာရှိတယ်သူကဒီမြေကွက်လေးကိုဒါရောင်းချလို့ရှိရင်transformer ကိုရွှေ့ပေးမှာပေါ့ဒီရောင်းချတဲ့မြေကွက်စီရင်ချတဲ့ငွေနဲ့သူဒါကိုရွှေ့ဖို့အတွက်သူလောက်ရမှာဖြစ်တယ်အဲ့ဒီအတွက်ဒါစီရင်ချလို့ရှိရင်တခုယူပြီးတော့ဒီ transformer ရွှေ့ပြီးဆိုတာနဲ့ငွေအခြေချပြီးတော့ကျွန်တော်မိတ်ဆွေအနေနဲ့ဒီမြေကွက်လေးကိုပိုင်ဆိုင်ရရှိမှာပဲဖြစ်တယ်အဲ့လိုလေးတော့ဟိုလောက်ကန်ရမယ်ပေါ့ငွေချေသဘောမျိုးလေးနဲ့အဲ့လိုဝယ်မယ်ဆိုရင်တော့ဒီမြေကွက်လေးကဒါလောကကိုအဖိုးထိုက်တယ်နဲ့ရွှေဖြစ်ပါတယ်ဒီမြေကွက်လေးခေါ်စင်းနေဝါအဖြစ်ဒါ3300ပဲခေါ်ဆိုထားတယ်ဒါပိုင်ရှင်နေတဲ့ဒါညှိနှိုင်းပြီးတော့ဒါကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့ကြိုက်တယ်ဆိုရင်ဝယ်ယူလို့ရတယ်နောက်အလားလာရောလက်ရှိပေါက်ဈေးတန်းအနေထားရအောင်ဒါအရန်ကိုတန်ပြီးတော့အရန်ကိုတက်နေဗျသူ့ရဲ့အားနည်းချက်ကဒီ transformer လေးရွှေ့ဖို့ရတခုတော့ရှိတယ်ဒါကျွန်တော်မိတ်ဆွေအနေနဲ့ဒါလေးကိုဒါစိတ်ရှိလက်ရှိနဲ့ဒါလေးကိုစောင့်ဆိုင်ပြီးတော့ညှိနှိုင်းပြီးတော့ဒီလိုလေးtransformer ရွှေ့ပြီးတဲ့အချိန်မှာဒါငွေကြီးချပြီးဝယ်ယူမယ်ဆိုရင်အစာများစွာမြတ်သွားနိုင်တဲ့နေရာလေးလည်းဖြစ်တယ်လူနေဆိုင်ဖွင့်လို့လည်းရတယ်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေနဲ့စိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ဖုန်းဖြစ်တဲ့39ခွန်လေးလုံးကိုလေး148ကိုတိုင်းရိုက်ဆက်သွယ်မေးမြန်းပြီးတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်